အိမ်မှာတပနဲ့အမြဲရှိတယ်နတ်ဆက်ထားတော့အဖုံးလေးဖွင့်ထားဒီဟာလူအတွက်ထုတ်လုပ်တာလားနတ်အတွက်ထုတ်လုပ်တာလားကျွန်တော်တို့အိမ်တော့မသိဘူးဩဒါနတ်အတွက်ပဲဒါနတ်အတွက် specialties ပေါ့နော်ဒါမှမရဘူးကလေးဆိုတောက်ချင်နန်းချင်လို့မှုေးတယ်နန်းလေးမော့ကြည့်တော့ကောင်းလိုက်တာရေချဖြည့်ထားအမေက6တယ်ဒီဟာမယုံမသိပေါ်တိပေါ်ဆမလုပ်နဲ့တော့ပါမလုပ်ပါဘူးမေနောက်နေ့ခွက်လေးတဲ့ထက်အမေမရှိဘူးဆိုတော့ရေချဖြည့်ကုံတော့ရေးကြီးပဲကြံတယ်အမေကကုံပြီဆင်းတဲ့အခါကျတော့မှကြည့်ခွက်ထဲလောင်းထတော့ရေးတယ်ဩနတ်ကလေတို့ရင်စောင့်ရှောက်နေတဲ့သားတဲ့အငွေ့တွေမကဘူးသားရင်အကြီးပါတောက်တဲ့တော့အမေကတကယ်နတ်ကတောက်တဲ့ထင်တာအဲ့လိုအမေနဲ့အဲ့လိုသားကျွန်တော်နေခဲ့ရတာပါ